ဒီနေ့ဒီချိန်ကနေစပြီးကုံစင်းလုံးနဲ့ကြီးတဲ့ရန်လည်းမှာကင်းဝဲကြပါစေအဲ့လိုကျွန်တော်မောင်ဖော်ဝဲရလဲဆူတောင်းပေးတာပို့တာပါတယ်ဟေးချက်ပြည်သူမိဖာကိုတေးစလို့ဖိတ်ခေါ်ပါပြီချက်ပြည်သူမိဖာကိုတေးစလို့ဖိတ်ခေါ်ပါပြီဟာဘယ်မခါလို့ရမသိတဲ့ဆန်းစီရဲကုန်ပေါ်ဘယ်မခါလို့ရမသိတဲ့ဆန်းရဲစီရဲကုန်ပေါ်အမြတ်စားတဲ့ကဖာအနေနဲ့ကုန်စင်းလုံးရဲ့ကြီးတဲ့ရန်သွေးအမရကကိစ္စပါဝဲအမရကကိစ္စပါဝဲဝဲဟာစာမောင်းလေးနဲ့လွတ်အောင်ကတော့စာမောင်းလေးနဲ့လွတ်အောင်ကဟေးမိသားစိတ်သားချဝိဒါမဖို့ချိန်တမ်းပြီးပြုမိသားစိတ်သားချဝိဒါမဖို့ချိန်တမ်းပြီးပြုလုံးလမဲ့ဘွားရလူငယ်ဓမ္မပြမတကယ်ပေါ်လုံးလမဲ့ဘွားရလူငယ်ဓမ္မပြမတကယ်ပေါ်မနာပြောမအဟုတ်ချင်းဒီမနာပြောတော့တဘောပဲမချီလောင်လာပဲမပူပါဘူးမယောင်ရစီသူကလူဟာone two three four နေသားနဲ့ဝင်တန်းတွေအေးမပေါင်းလို့လက်ကောင်းတွေကောက်ပန်းဒီနဲ့ဇက်ကောင်းလို့အဖေကပြိတ္တကြီးတွေနောက်ကလာဤလူကားတို့ဟဲ့အေးဟေးပြည်သူမိဖာကိုတေးစလို့ဖိတ်ခေါ်ပါပြီချက်ပြည်သူမိဖာကိုဘယ်မခါလို့ရမသိတဲ့ဆန်းစီရဲကုန်ပေါ်ဘယ်မခါလို့ရမသိတဲ့ဆန်းရဲစီရဲကုန်ပေါ်အမြတ်စားတဲ့ကဖာအနေနဲ့ကုန်စင်းလုံးရဲ့ကြီးတဲ့ရန်သွေးအမရကကိစ္စပါဝဲအမရကကိစ္စပါဝဲဝဲဒီနေ့ဒီချိန်ကနေစပြီးကုံစင်းလုံးနဲ့ကြီးတဲ့ရန်လည်းမှာကင်းဝဲကြပါစေအဲ့လိုကျွန်တော်မောင်ဖော်ဝဲရလဲဆူတောင်းပေးတာပို့တာပါတယ်မိသားစိတ်သားချဝိဒါမဖို့ချိန်တမ်းပြီးပြုမိသားစိတ်သားချဝိဒါမဖို့ချိန်တမ်းပြီးပြုအလုံးလမဲ့ဘွားရလူငယ်ဓမ္မပြမတကယ်ပေါ်အလုံးလမဲ့ဘွားရလူငယ်ဓမ္မပြမတကယ်ပေါ်မနာပြောမဟုတ်ချင်းဒီမနာပြောတော့သဘောပဲမချီလောင်တာတွေမပူပါဘူးမယောင်ရသူကလူone two three four နေစားတဲ့ဝန်တန်းတွေအမပေါင်းလို့လက်ကောင်းတွေကောက်ပန်းဒီနဲ့ဇဲရကောင်းလို့အဖေကပြိတ္တကြီးတွေနောက်ကလာဤလူကားတို့ဟဲ့
ကျေးဇူးများတင်ပါတယ်ခင်ဗျာတချင်းလေးရဲ့မိကအချိန်တန်ပြီလို့မိရပါတယ်ဒီတချင်းကိုတေးဆရာကြီးတန်းထုံးအညာသမားနဲ့ကျွန်တော်နဲ့ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရေးခဲ့တာဖြစ်ပါတယ်ဦးတန်းထုံးအားဆိုရင်ခုဆိုရင်ကွယ်လွန်သွားပြီပေါ့နော်အရင်ဟိုလွန်ခဲ့တဲ့ကနှစ်40လောက်ကဖြစ်ပါလိမ့်မယ်ဒီတချင်းကိုတေးဆရာကြီးဦးတန်းထုံးအညာသမားလွန်ခဲ့တဲ့နှစ်40လောက်ကရေးခဲ့တာပေါ့နော်မပြီးတော့ကျွန်တော်ကအကျွမ်းကြံလေးကိုကျွန်တော်ကဖြည့်ပြီးရေးတာပေါ့အခုချိန်ထိတိုက်ဆိုင်နေတော့မှာပဲဒီတချင်းကအခုမှရေးတဲ့တချင်းမဟုတ်ပါဘူးဟိုလွန်ခဲ့တဲ့နှစ်40လောက်ကရေးခဲ့တဲ့တချင်းမှာအခုချိန်ထိတိုက်ဆိုင်နေရတော့မတက်နိုင်ဘူးဗျာဆက်လက်ပြီးတော့ညနှိုးဆိုတဲ့ကောင်လေးပါလားဗျပါလဲဆိုရင်တော့လက်ထောင်နဲ့ငါညနှိုးပြောတာဟုတ်ကဲ့ပါကျွန်တော်ညနှိုးပိုင်းခေါ်သွားမယ်ဟေးကျေးဇူးတင်ပါတယ်အားလုံးကိုညီကိုမောင်နှမတွေတကယ်တွေ့ဖို့ဆိုတာတိတ်မလွယ်ဘူးပေါ့နော်တကယ်ရည်စက်ပါလို့တွေ့ရတာပါဟုတ်ကဲ့ပါဒီချင်းလေးကျွန်တော်2020ခုနှစ်လောက်မှာကျွန်တော်ဟိုပြိသက်အနှဲငယ်ပေါ့နော်ရရှိခဲ့တဲ့အတန်သေးရရှိခဲ့တဲ့ချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ချင်းလေးရဲ့အမိကအချက်ကဘယ်လောက်တန်လဲလို့အမိရပါတယ်ဟုတ်ကဲ့ပါ